ဥက္ကဋ္ဌကကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းအားလုံးကိုဖက်နှက်ချုပ်ခိုင်းခဲ့ပါတယ်ပြီးတော့အထူးမှယူပြုလုပ်ထားတဲ့ဒီတောက်ဖက်နှက်ကိုစီးနိုင်တဲ့ဘသူမဆိုသူ့ရဲ့ဇနီးဖြစ်လာလိမ့်မယ်လို့ပြောခဲ့ပါတယ်ဒါပေမဲ့လူအများစုကစီးလို့မတော်ခဲ့ကြပါဘူးအမျိုးသမီးတစ်ယောက်ကဥက္ကဋ္ဌရဲ့ဇနီးဖြစ်လာဖို့အတွက်သူ့ခြေထောက်ကိုဖက်နှက်ထဲကိုအားများကြီးတုံးပြီးအတင်းထိုးထည့်ခဲ့ပါတယ်သူကဖက်နှက်ကသူ့နဲ့လုံးဝအန်ကိုက်ပဲလို့တောင်ညာပြောခဲ့ပါသေးတယ်ဒါပေမဲ့လက်ထောက်ကသူ့ကိုစမ်းသပ်ဖို့ခြေလမ်းနဲ့ငယ်လန့်ခိုင်းခဲ့ပါတယ်အမျိုးသမီးခြေလမ်းနဲ့ငယ်လန့်လိုက်တာနဲ့သူ့ရဲ့ဖနှောင်းကပုံးပဲ့ပြီးဒဏ်ရာရသွားခဲ့ပါတယ်သူကဒီတောက်ဖက်နှက်ရဲ့ပိုင်ရှင်မဟုတ်ဘူးဆိုတာထင်ရှားနေခဲ့ပါတယ်အဲ့ဒီအချိန်မှာဝန်ထမ်းတွေကတယောက်ကဥက္ကဋ္ဌရဲ့လက်ထောက်လည်းစမ်းကြည့်တင်တယ်လို့ပြောခဲ့ပါတယ်လက်ထောက်ဖြစ်တဲ့ကောင်မလေးကချက်ချင်းပဲစိတ်လှုပ်ရှားတဲ့အမူအရာပြခဲ့ပါတယ်တကယ်တော့သူကတောက်ဖက်နှက်ရဲ့ပိုင်ရှင်စစ်ဖြစ်နေလို့ပါပဲကောင်မလေးကမူလကချမ်းသာတဲ့တထေးသမီးလေးတစ်ယောက်ဖြစ်ပေမဲ့ဥက္ကဋ္ဌကို10နှစ်ကြာအောင်တစ်ဖက်သက်သဘောကျခဲ့ပါတယ်သူ့နဲ့တူရှိနေဖို့အတွက်ကောင်မလေးကသူ့ရဲ့အထောက်အထားကိုဖုံးကွယ်ပြီးသူ့အနားကိုရောက်လာကသူ့ရဲ့လက်ထောက်ဖြစ်လာခဲ့ပါတယ်ဒါပေမဲ့တနေ့မှာတော့ကောင်မလေးကဥက္ကဋ္ဌကိုစာရွက်စာတမ်းတွေတွားပို့တဲ့အခါမှာသူကမမျှော်လင့်ပဲအရက်မူးနေခဲ့ပါတယ်ကောင်မလေးကဒီအခွင့်အရေးကိုလက်လွတ်မခံချင်တာကြောင့်ဥက္ကဋ္ဌနဲ့အတူပျော်ရွှင်စွာနဲ့ညတညကိုကုံဆုံးခဲ့ပါတယ်သူပြန်နှိုးထလာတဲ့အခါမှာတော့ညကသူအရန်စိတ်လိုက်မှန်ပါလုပ်ခဲ့မိတာကြောင့်တိတ်တဆိတ်ထွက်ခွာခဲ့ရပါတယ်ဒါပေမဲ့သူ့ရဲ့တောက်ဖက်နှက်တစ်ဖက်ကဟိုတယ်ခန်းထဲမှာကြံနေခဲ့ပါတယ်ဥက္ကဋ္ဌနိုးလာပြီးနောက်မှာတော့ညကကောင်မလေးအတွက်တာဝန်ယူခြင်းခဲ့ပေမဲ့သူမဘယ်လိုပုံစံရှိလဲဆိုတာကိုတော့သူမေ့သွားခဲ့ပါပြီဒါကြောင့်သူကကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းအားလုံးကိုဒီတောက်ဖက်နှက်ကိုစမ်းစီးခိုင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လူတိုင်းစမ်းစီးပြီးတဲ့နောက်မှာတော့ဘယ်သူမှစီးလို့မတော်ခဲ့ပါဘူးနောက်ဆုံးမှာတော့မဆန်းရသေးတဲ့ကောင်မလေးတစ်ယောက်ပဲကြံပါတော့တယ်ကောင်မလေးကသူတောက်ဖက်နှက်မစီးတတ်ဘူးလို့တမင်တကာပြောပြီးသူ့ရဲ့တငယ်ချင်းကိုလိန်ညာပေးဖို့တောင်းဆိုခဲ့ပါတယ်ဥက္ကဋ္ဌကကောင်မလေးရဲ့မတက်မတာဖြစ်နေတဲ့အကြည့်ကိုမြင်တော့သူ့အတွက်စာရွက်စာတမ်းအချို့တွားယူခိုင်းခဲ့ပါတယ်ကောင်မလေးရုံးခန်းထဲကပြန်လာတဲ့အချိန်မှာပဲဥက္ကဋ္ဌနဲ့မျက်နှာချင်းဆိုင်တိုက်မိသွားခဲ့ပါတယ်ဥက္ကဋ္ဌကကောင်မလေးကိုမင်းဘယ်လောက်ကြာအောင်ငါ့ကိုအမှန်တရားတွေဖုံးကွယ်ထားဖို့စီစဉ်ထားလဲလို့မေးခဲ့ပါတယ်ကောင်မလေးကသူပေါ်သွားပြီဆိုတာသိပြီးအမြန်တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ဥက္ကဋ္ဌကရုတ်တရက်အယုတ်တရုတ်ကိုထုတ်ယူလိုက်ပါတယ်ကောင်မလေးကအရန်ကိုအံ့ဩသွားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့ဒီအယုတ်ကလွန်ခဲ့တဲ့10နှစ်ကသူ့ကိုအချစ်တွေဖွင့်ပြောတော့ကသူမပေးခဲ့တဲ့အယုတ်ဖြစ်နေလို့ပါပဲသူမကအမျိုးသားဟာဒီအယုတ်ကိုဒီလိုတင်ထားလိမ့်မယ်လို့ဘယ်တော့မှမမျှော်လင့်ထားခဲ့ပါဘူး